မြန်မာနိုင်ငံရခိုင်ပြည်နယ်ရင်းကရိုဟင်ဂျာမွတ်စလင်တွေအပေါ်အစိုးရလုံခြုံရေးတပ်သားတွေရဲ့လူ့အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုပြီးကုလသမဂ္ဂရဲ့မကြာခင်ကထုတ်ပြန်လိုက်တဲ့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာနဲ့ပတ်သက်လို့ခိုင်ခိုင်မာမာသက်သေအထောက်အထားပြဖို့လိုတယ်လို့မြန်မာအစိုးရကပြောပါတယ်။လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး OHCHR ရဲ့အစီရင်ခံစာပါအထောက်အထားတွေအရမြန်မာလုံခြုံရေးတပ်သားတွေကျူးလွန်တယ်ဆိုတဲ့လူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအုပ်စုလိုက်မဒိန်းကျင့်မှုနဲ့ရွာတွေကိုမီးရှို့တဲ့လုပ်ရပ်တွေဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့အထိဖြစ်လာနိုင်တယ်လို့လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Adamandang ကအင်္ဂါနေ့မှာပြောဆိုပါတယ်။ဒီအရေးနဲ့ပတ်သက်လို့မြန်မာအစိုးရရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့သက်သေအထောက်အထားမတွေ့ရသလိုအစိုးရတပ်တွေဘက်ကမာယွင်းတဲ့လုပ်ရပ်တွေမလုပ်ခဲ့ဘူးဆိုတဲ့ခိုင်လုံမှုမရှိတဲ့ပြောဆိုချက်တွေအပေါ်မှာလည်းစိုးရိမ်တဲ့အကြောင်း Deng ရဲ့တနင်္လာနေ့မှာထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့တနင်္လာနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာတော့မြန်မာလုံခြုံရေးတပ်သားတွေဟာ2016ခုနှစ်နောက်ပိုင်းစစ်ဆင်ရေးအတွင်းအသက်13နှစ်လောက်ထိငယ်ရွယ်တဲ့မိန်းကလေးတွေအပါအဝင်ရိုဟင်ဂျာအမျိုးသမီးတွေကိုမဒိန်းကျင့်တာနဲ့လိင်ပိုင်းဆိုင်ရာမတော်မတရားလုပ်တာတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။ရခိုင်ပြည်နယ်တွင်ရိုဟင်ဂျာပေါင်း22,000နေရပ်စွန့်ခွာထွက်ပြေးကြရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုတော့လူပေါင်း66,000လောက်ထွက်ပြေးခိုလှုံသွားကြတယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးကပြောပါတယ်။ရိုဟင်ဂျာတွေဟာနှိပ်စက်ညှဉ်းပန်းမှုအခံရဆုံးလူနည်းစုတွေထဲကတစုအဖြစ်ကုလသမဂ္ဂကရည်ညွှန်းပြောဆိုထားပါတယ်။ဒါနဲ့ပတ်သက်လို့သက်သေအထောက်အထားနဲ့ပြောဆိုဖို့မြန်မာအစိုးရဘက်ကတုံ့ပြန်လိုက်တာဖြစ်ပါတယ်ရှင်။